တနေ့မှာတော့အစားအသောက်ပို့ဆောင်ပေးရတဲ့လူငယ်လေးတစ်ယောက်ဟာအလုတ်သွားနေတော့ကောင်းကင်ယံမှာပြန်တန်းနေတဲ့မီးဖိနစ်ငှက်ကြီးတစ်ကောင်ကိုထူးဆန်းစွာမြင်တွေ့လိုက်ရပါတယ်ပထမတော့သူမျက်စိမှားတာလိုပဲထင်နေခဲ့ပေမဲ့ခဏအကြာမှာတော့အဲ့ဒီဖိနစ်ငှက်ကြီးဟာဒဏ်ရာပြင်းထန်စွာနဲ့မြေပြင်ပေါ်ကိုပြက်ကျလာပြီးဝစ်စုံနေတဲ့မိန်းမလှလေးတဦးအဖြစ်ပြောင်းလဲသွားပါတော့တယ်သူကအဲ့ဒီမိန်းကလေးကိုတတိယအောင်သွားနိုးတဲ့အချိန်မှာပဲမိန်းကလေးဟာရွှေရောင်လင်းနှန်းတွေအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့ညာဘက်လက်ဝါးထဲကိုအရှိန်ဟုန်နဲ့စီးဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူထိသမျှအရာရာကိုယတနာအဖြစ်ပြောင်းလဲနိုင်တဲ့ထူးဆန်းတဲ့အစွမ်းတွေကိုပိုင်ဆိုင်ရရှိသွားပါတော့တယ်။သူ့ရဲ့ညာဘက်လက်ကမော်စွမ်းတွေရနေပြီဆိုတာသိသွားတဲ့အခါသူဟာအရန်ကိုဝမ်းသာပီတိဖြစ်သွားခဲ့ပါတယ်။သူဟာဆိုင်ကယ်တော့ခတ်တဲ့တန်ကြိုးကိုကင်လိုက်ယုံနဲ့တကယ်ရွှေစစ်ဖြစ်သွားစေတယ်လို့သူစီးတဲ့စကူတာလေးကိုထိလိုက်ယုံနဲ့တင်စိန်ခံ Mercedes-Benz ကားကြီးတစ်စီးအဖြစ်ချက်ချင်းပြောင်းလဲပစ်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်သူတန့်စင်ကန်းထဲကိုသွားတဲ့အခါညာဘက်လက်နဲ့သူ့ပေါင်းပြီးစစ်ကိုဆွဲဖို့အလုပ်သူ့နားထဲမှာမိန်းကလေးတစ်ယောက်ရဲ့အတန်ကိုဝူးဝါးဝါကြားလိုက်ရပါတယ်အဲ့ဒီညာဘက်လက်ကိုအဲ့ဒီလိုနေရာမျိုးမှာရှောက်မတုံးနဲ့သူ့ဘေးဘီကိုလှည့်ကြည့်ပေမဲ့ဘယ်သူမှရှိမနေပါဘူးသူနောက်တစ်ချိန်ထပ်ကြိုးစားတဲ့အခါမှာတော့အဲ့ဒီဝစ်စုံကြီးနဲ့မိန်းကလေးဟာသူ့ရှေ့မှာကိုထင်ပြပြီးသူ့လက်ကိုလှမ်းတားလိုက်ပါတယ်သူမဟာသူ့ရဲ့ညာဘက်လက်ထဲမှာမိတင်းနေထိုင်နေပြီးသူတို့နှစ်ဦးဟာခန်းစားချက်ချင်းထပ်တူကြနေတယ်လို့ပြောပြပါတယ်သူမဟာဒဏ်ရာပြင်းထန်ရထားတာမို့ပြန်လည်ကျန်းမာဖို့အတွက်ဝိညာဉ်စွမ်းရည်တွေလိုအပ်နေတာပါလူငယ်လေးကဒါကိုဘယ်လိုရှာရမှန်းမသိဖြစ်နေတဲ့အခါမိန်းကလေးကငွေရှာခြင်းကနေတဆင့်သူမအတွက်လိုအပ်တဲ့စွမ်းရည်တွေကိုရရှိနိုင်တယ်လို့လမ်းညွှန်ပေးခဲ့ပါတယ်ထိသမျှရွှေဖြစ်စိန်ဖြစ်ကုတေသူထေးကြီးဘဝဒါနဲ့ပဲသူဟာစောစောကရွှေဖြစ်သွားတဲ့တန်ကြိုးကိုယူပြီးယတနာဆိုင်ကိုတွားရောက်ခဲ့ရာဆိုင်ရှင်ကဒေါ်လာ3သိန်းတန်ချက်လက်မှတ်နဲ့ဝယ်ယူခဲ့ပါတယ်။သူငွေရလိုက်တာနဲ့တပြိုင်နက်လက်ထဲကမိန်းကလေးဟာစွမ်းရင်ချို့ကိုစုပ်ယူပြီးကုသနိုင်ခဲ့ပါတယ်။သူဟာအစင်းမြင့်တင်ပေးလိုက်တဲ့မော်စွမ်းတစ်နဲ့အတူကားထဲမှာတောက်လက်ဆရေးတန့်ဘူးကိုကင်လိုက်တဲ့အခါတမိုးကြီးတော်ဝင်လက်ဖက်ရည်ဖြစ်သွားပါတယ်။သူ့ရဲ့ချွေးတုပ်ပွားကိုကင်လိုက်တဲ့အခါမှာတော့ရှားပါအကောင်နန္တာပဲနဲ့တက်တာဖြစ်သွားခဲ့ပါတယ်။ဒါတွေကိုရှေးဟောင်းပစ္စည်းဆိုင်ကိုတွားရောက်တဲ့အခါမှာတော့အကာဝုတ်တစ်တာအတွက်ဒေါ်လာ2တန်းတော်ဝင်လက်ဖက်ရည်အတွက်နောက်ထပ်ဒေါ်လာ2တန်းဆိုင်ကအထွက်အင်ဂျီလက်နဲ့မတော်တဆထိမိသွားတဲ့မင်းရီကနေပြောင်းလဲသွားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ကြောက်ပြားမင်းတုံးအတွက်ဒေါ်လာ3တန်းစုပေါင်းတန်းနဲ့ချီတဲ့ငွေတွေကိုခဏချင်းမှပဲရရှိခဲ့ပါတယ်။နေ့လယ်စားဖို့စားတောက်ဆိုင်ရောက်တဲ့အခါမှာလဲလူတယောက်နဲ့မတော်တဆတိုက်မိပြီးစပွဲပေါ်ရေတွေမောက်ကျသွားပါတယ်။သူကညာဘက်လက်နဲ့ရေကိုလှမ်းတားလိုက်တဲ့အခါရေဆက်တွေကပလဲနီလာကြောက်မြတ်ရတနာတွေဖြစ်သွားပြီးသူစားမဲ့ထမင်းပကံကိုထိလိုက်တဲ့အခါမှာတော့ထမင်းလုံးလေးတွေကတောက်ပတဲ့စိမ့်ပွင့်လေးတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒါတွေကိုရတနာဆိုင်မှာထပ်မံသွားရောက်ရောင်းချတဲ့အခါဆိုင်ရှင်ကအံ့အားသင့်ပြီးဒေါ်လာ30တန်ချက်လက်မှတ်ကြီးကိုထပ်မံပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ထဲကမိန်းကလေးဝိညာဉ်အပြည့်အဝနိုးထလာဖို့နဲ့ဒဏ်ရာတွေအရှင်းပြောက်ကင်းဖို့အတွက်ကတော့ဒီထက်မှကပုံမှုများပြားတဲ့စွမ်းရည်ငွေကြေးတွေလိုအပ်နေသေးတာမို့သူတို့ရဲ့မော်ဆန်နဲ့ငွေရှာပုံပြင်ကတော့ဆက်ရှိနေအောင်မှာပဲဖြစ်ပါတယ်။